အဲ့တော့ကိုဝင်စောတဲ့ရုံးမှာကိုဝါဒနာပါတဲ့ဂိမ်းလေးတို့ဆော့ပြဘလို့ support တွေပေးလဲပေါ့လက်ဆောင်ပေးမှာ star ပေးမှာ support တွေပေးတာမဟုတ်ဘူး ration နေနှိပ်တာတော့ဂျင်းနဲ့ပြီးဝင်ပါလားတော့ဒီလူတွေကဟိုလားမသိဘူးlollipop ပါလေမိတော့ပါနာမည်ပြောင်းပြောင်းဝင်ကျန်းနေရလားမသိဘူးနှစ်ယောက်နော်ပတ်ရှင်ပြန်ပြီး player လေးဖြစ်တဲ့ free နော်ဒီဘက်မှာဆိုရင်အစိုးရလည်းရောက်ရှိလာခဲ့ဆိုရင်ဒါလေးမှာတော့ထပ်ပြီးမှကေးတွေပါဖန်သွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ကောမက်ကနှစ်ခါမှ Facebook ဒီပွဲပွိုင်းနေဒီပွဲပြီးတော့နောက်မှလေ၄နိုင်လောက်ခွဲတော့မစင်စီမလေး၄နိုင်ခွဲတော့အကြောင်းလို့နော်ကဲဒီနေ့ရုံးရ20 ground ဆိုတာရှိတယ်အဲ့ဒီทีမှာ RON ရုံးလေးကိုနှိပ်လိုက်ပါပြီးပြီဆိုတာနဲ့ဒီဘယ်ဘက်တော့မှရှိရကွက်လက်လေးထဲမှာလေမစင်တို့ချပေးတဲ့ ID လေးကိုရိုက်ထည့်ပေးပါဆိုတော့10 per 60ဆိုလိုလေးတော့ဟုတ်ပါ okay သူရဲ့ဘေးမှာတော့ bucket လေးရှိသေးတယ် bucket ကတော့ loss မှာဆိုလို့ရှိရင်တော့ MG gaming ဘေးနားမှာတော့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်အချင်းမရှိအချင်းဒီတုကိ gaming ကတော့ AKD ရရှိထားခဲ့တာပါကဲရှစ်တင်းကို19ရောက်ပဲရှိပါတယ်နော်ဟုတ်ကောင်းလေးပါအောင်ဒီလိုကျွတ်ပါဟုတ်ပါစူပါတီရီယမ်နဲ့ဘရိုးနဲ့လက်တင်းနဲ့ထိုးခိုင်းတာမလားဟိုမှာကိုတင်မောင်ကြီးတေးပါ25ဒီကိုလည်းမြင်နေရတဲ့နေတာလေးမှာတော့ဒါတရုတ်ကြီးလိုပဲဖြစ်ပါတယ်ဒီဘက်မှာတော့တင်းနဲ့ပဲတူးလေးပါရှိနေတာပါเนาะโอเคရဆိုလို့ရှိရင်တော့ချင်းလိုက်ပြီးပြောင်းသွားရပါမယ်အဲ့ဒီဘေးရခဏလေးနော်โอเคလက်ဆက်ရ platform လေးဒီမှာ follow လေးနည်းနေပါသေးရဲ့ရှင် ratio လေးနည်းလိုက်တာเนาะ ratio လေး50ပြည့်တော့မယ် Facebook ဘက်မှာ YouTube မှာ ratio ဘယ်လောက်ရှိသွားလဲသွားကြည့်လိုက်လက်ဆက်3ခုလေနော်ပါလေတစ်ဖက်သားတွေပေါ့ဒါလောကကိုချင်းစာလေးထားပါဒီမှာလည်းကြည့်လိုက်ထောက်စစ်ပန်တော့အစောရွှေရှောကြတယ်ဟလားအစချင်မမီတို့ကနားပြီးထင်တယ်နော်โอเคကိုတင်စောလို့ခေါ်ကြည့်လိုက်မယ်ကဲကျန်းလေးမှာတော့ဘေးတော့ရှစ်တင်းနဲ့60ဘယ်တက်မလို့လဲဘယ်ဒီကျိုးတွေတက်ဖို့လည်းကဲကျော်မမခီးစီကပြုံးနေအောင်မှာတော့တင်းနဲ့60ပြတ်သွားခဲ့ပြီဖြစ်ပါတယ်ဘေးနားမှာရှိတဲ့ပေးမင်းနောက်ဝဲချစ်တီလာနောက်ဝဲမရှိတော့ရှင်မစင်နာပြီနော်ပြီးပြီဆိုတာနဲ့ပြည့်ပြီတဲ့ပြီးဆိုတာနဲ့ပြည့်ပြီနောက်ကိုလက်မကြည့်တော့ဘူးနော်ပြေးတာမှမှုတ်နေတာကွာဒီပေးရအောင်လဲထားအောင်လုံးဆွဲတဲ့သူတော့တယောက်တည်းနေတာလေမမီလိုက်ဘူးတာโอเคပါ sorry ပါနော်ပွဲရတော့မစင်လူမင်းနောက်ဝဲချစ်တီလာနောက်ဝဲမရှိတော့ရှင်မင်းစင်နာပြီနော်ပြီးပြီဆိုတာနဲ့ပြည့်ပြီတဲ့ပြီးဆိုတာနဲ့ပြည့်ပြီလောစမှာဆိုလို့ရှိရင်တကောင်တယောက်ကိုလည်း22ကောင်12ကောင်တဲ့ကိုကေးထားတာမှကြည့်လိုက်နော်ဒါလေးနဲ့ဒီဘေးနားမှာဆိုလို့ရှိရင်3K player okay တကောတော့လောစမှာဆိုရင် 11K player လေးတွေပဲဖြစ်ပါတယ်38ကောင်ဒီကေးတွေဖမ်းထားခဲ့တဲ့ player လေးတွေနေနေတော့နောက်ဆုံးရှုပ်ဝမ်းနိုင်ရမယ်ဆိုရင်ချက်လိုက် UC တိုင်းမှုနေအားပေးချင်တာပဲဖြစ်မဆင်စီမှာလာပြီးမှအားပေးလို့ရပါတယ်ရှင်နော်အရင်ကမလုပ်ခင်မှာဗီဒီယိုကောလေးတွေခေါ်ပါရှင်ပိန်းကောင်းနေရှိတာဖြစ်တဲ့လည်းတတိထားပါနော်ကိုမပိတ်တာနေကဲမမကြီးနဲ့ဘေးနားမှာတော့တရုတ်ကြီးလည်းရှိတယ်ဒီညမှာတော့ AC ပါပဲเนาะအဲ့တော့ဘက်တလေးတွေဒီမှာဆို line ကြီးကြားနေကြကြပြီဖြစ်ပါတယ်ဒီမှာရှစ်တင်းနဲ့ပဲ22တွေဘေးနားမှာရှစ်ပြန်ပြီး player လေးတွေကိုဘယ်လိုလေးထပ်ပြီးမှကျန်းသွားကြမလဲဆိုတာကြည့်နေတယ်အခုမှပြန်ရောက်တယ်ဟုတ်လားဒါ position နဲ့အောင်ပြီးဆိုချိန်သွားနိုင်မလားကြည့်နေနေပဲ MG gaming 9K နဲ့ရှိမှဆိုရင်တော့တင်းနဲ့ဘက်တာသီးတွေလည်းရှိတယ်နောက်ဆုံးမှာဆိုတော့တင်းနဲ့ပဲ50ပြေးလေကြည့်နေရလား AC နေလိုက်တော့ဒါလေးတော့မမနန်းလို့ပဲဖြစ်ပါတယ်ဒီပွဲလေးမှာတော့ဟဲ့ SSG မမ်မီလို့ Super 1000ဘန်လို့ရှော့ကုန်ပြီတန်လီ TikTok အနေနဲ့ 3K တော့ရရှိထားခဲ့တာပါဒီနောက်မှာရှင်ပြန်မဲ့ player လေးတင်း17တွေကိုဘယ်လိုအပါဖောက်သွားမလဲဆိုတာကြည့်နေနဲ့နောက်ဆက်မှာဆိုတော့ဒါတော့ GAN နေပြီးတော့ပတ်ထားသေးပဲ okay ဒီနေ့လေးဘယ်လို KD fan လဲဆိုတော့တွားကြည့်ရမယ်ဆိုရင်ဒါမှတော့တင်းနဲ့ပဲ17နေလဲဘေးနားမှာတော့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ် okay တဖြည်းဖြည်းနဲ့ဇုံတွေကလည်းကျင်းလာခဲ့ပြီပေါ့နော်9
ရမရော့သေးဘူးကိုမပိတ်ထားနေရကဲမမကြီးနဲ့ဘေးနားမှာတော့တရုတ်ကြီးလည်းရှိတယ်ဒီညမှာတော့ AC ပါပဲเนาะအဲ့တော့ဘတ်တယ်လေးတွေကုန်နေတဲ့နေရာလေးတွေမှာသူတို့အနေနဲ့ကတော့ဘယ်လိုလေးတွေကျုံသားကြမလဲကြည့်နေတယ်တင်းနံပါတ်21သူရဲ့တငယ်ချင်းတွေကတော့ကုန်နေကြပြီဖြစ်ပါတယ်ရှင်မရှိ Easy Bet ဒီမှာဆိုလို့ရှိရင်တော့ကိုတင်မှာလောစမှာဆိုလေးတွေအများစွာရင်းရှိပါတယ်အဲ့တော့ live မပြီးသေးဘဲနဲ့ live ကနေဒီတိုင်းပဲထွက်သွားတဲ့သူတွေเนาะတက်တက်လုံး FE ဖြစ်ပါစေစုံချင်းကုန်တီဖြစ်ကြပါစေရှင်เนาะဖြစ်ပါတယ်နောက်ဆုံးမှဆိုလို့ရှိရင်တော့ဒါဝေနာချစ်ကင်းတင်တာလေးနဲ့ပဲတင်းနဲ့ပဲ20ဒီနီးကတော့ဘောမှာဒါ challenge လေးကိုအပိုင်သိမ့်မဲ့နေထားမှာတော့ရှိတယ်เนาะ okay 48တကောင်တော့ပဲဒီနေ့မှရှေ့တင်းနဲ့ပဲ2တွေနဲ့သူတို့တွေနေကဘယ်လိုထပ်ပြီးတော့မှကျုံသားကြမလဲဆိုတာကြည့်နေနေပဲလောတော့ဆိုဘာလို့လဲအဲ့ဘာလို့တာတော့ဟုတ်တခိပါတယ်လောတော့ဆိုတော့မက်ဆာအစက်ကြီးမမီတော့မစောတော့တယ်မက်ဆာတော့တို့ကြမှာမသိဘူးเนาะလမ်းခေါ်လို့ကောင်းလားเนาะဒီစက်မှာအစင် share screenshot လေးစေတနာရှိတယ်လို့ပေါ့เนาะပြောမယ်ဆိုရင်တော့live stream လေးနားပြီးမှ share လာတာတွေ challenge အောင်ကန်မှ share လာတာတွေရှိမှာပေါ့လေเนาะတချို့က message စီမှာ badge ကောက်ရောင်းဝယ်လက်ထက်လေးလုပ်လို့ရတယ်เนาะ UC လေးလာပေးလို့ရပါတယ် message TikTok profile အောက်မှာလေးချပေးထားပါတယ်ရှင်အခုလက်ရှိ stream နေပါတယ် Facebook လေးပါเนาะ stream CP ကသွားပြီ record ခေါ်ဖို့ထန်တယ်နော်မကြည့်လို့မမကကြည့်ပါတယ်မကြည့်မန်ဒီနေ့မန်ပဲညမှာတော့လူယုံမှာလို့လည်းရှိတယ်နော်ဘယ်သူမှမပြစ်ဖက်သိသွားတယ်တဲ့ဒီကိုလေပေါ်မှာဒီမဲ့ပြတ်တော့မှလားကြည့်နေတဲ့1060တစ်ဖက်မှာလည်းဒါတော့မှဇုံကြီးကတော့ကျင်းလာခဲ့ပြီဖြစ်ပါတယ် okay record မရရအောင်သွားခေါ်တာနော် record သွားခေါ်တာလားတွေ့တငယ်ချင်းတို့တော့အပတ်လို့ရှိရင်တော့ ECD no one တို့ပဲဖြစ်ပါတယ်။ဘေးနားမှာတော့ PRT တန်းကျော်လောက်ဆက်မှာဆိုရင်တော့ TikTok တို့နဲ့တူတစ်ဖက်မှာဆိုရင်တော့တင်းနဲ့ပဲ40တွေလည်းရှိတယ်။ရောဘယ်နေရာမှာဘလို့ပြီးရင်တော့ဘေးနားမှာရှိရဲ့အနာဆွဲစာလေးကိုစနစ်ပေးရမှာပဲဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ password လေးတောင်းလိုက်မယ်အဲ့ဒါဆိုရင်တစ်တလုံးလို့ရိုက်ထည့်လိုက်အဲ့ဒါဆိုရင် message ရဲ့ဒီ room နဲ့တန်းရောက်လာမှာဖြစ်ပါတယ်နော်။လည်းမရှိသေးအကောင့်မဝယ်သေးဘူးလေ okayရပါတယ်မန်စစ်စီမှာအချိန်မီရွေးလာပြီးတော့မှဒါဆက်တွယ်လို့ရလို့နေပြီးပါပြီးဆိုတာနဲ့ဒီဘက်မှာရှိတဲ့ဘဲတောင်းလေးမှာရှိတဲ့ကွက်လက်လေးတွေမှာမက်ဆေ့လို့ချပေးထားတဲ့ ID လေးကိုရိုက်ထည့်ပေးပါပြီးတော့ဘေးနားမှာရှိအန်နာဆွဲစာလေးကိုဆက်နေပေးဖို့လိုပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာလက်ဆောင်လေး20ပြည့်ပါတော့မယ်တဲကျော်တို့ကြီးအဲ့လိုအဖြစ်ဝိုင်းလေးတဲရမင်းနောက်ဝဲချစ်တီလာနောက်ဝဲမရှိတော့ရှင်မင်းစင်နာပြီနော်ပြီးပြီဆိုတာနဲ့ပြည့်ပြီတဲ့ပြီးဆိုတာနဲ့ပြည့်ပြီ89ရောက်တဲ့မဆာဒီကိုနေပြီးပါပြီးပြီဆိုတာနဲ့ဒီဘက်မှာရှိတဲ့ဘဲတောင်းလေးမှာရှိတဲ့ကွက်လက်လေးတွေမှာမစင်တို့ချပေးထားတဲ့ ID လေးကိုရိုက်ထည့်ပေးပါပြီးတော့ဘေးနားမှာရှိအန်နာဆွဲစာလေးကိုစနေပေးဖို့လိုပါတယ်ဘဲတော့ကုညိုကျော်တို့လည်းရှိတယ်new job လေးပဲဖြစ်ပါတယ် 5K ပလျာလေးပါအဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်တော့တင်းနဲ့ပဲ22တွေလည်းရှိရယ် position လေးတွေတော့ချင်းလာခဲ့တယ်ဆိုရင်ဒါပဲမသူ့မှာရဲ့ကျိုးစွမ်းလေးနဲ့ပြေးဖို့လုပ်တာပြေးတာမပြေးလိုက်ရအောင်နော်မလျှော့သွားပြီကဲတင်းနဲ့ပဲဒီတုကိ game ကတော့ AKD ရရှိထားခဲ့တာပါကဲ8တင်းကို19ရောက်ပဲရှိပါတယ်နော်ဟုတ်ကောင်းလေးပါအောင်ကြည့်ကြွပါဟုတ်ပါမလေးမတွေ့မဝဲကြည့်ပါဟုတ်ကဲ့ပါရှင်เนาะမလေးမတွေ့ဝဲကြွရမှာပေါ့เนาะ89ရောက်တဲ့မဆာကဲမမ kiss ကတော့လောလောဆယ်ဒီပွဲလေးမှာဆိုရင်တော့ကုန်းသွားခဲ့ပဲဖြစ်ပါတယ်ဒီမှာရှစ်တွဲခင်းပလီယာဘေးနားမှာဆိုရင်7 k လေးနဲ့တူဒါလေးကတော့60 Let's go 2680ခုမှာ2680လို့ရှိတော့ခါမိုးကမှ MG game ရဲ့ငေါ့နေတခါအပါကျုံးခံတယ်မြင်အောင်ပြီးသွားပြီနော်ဒီမှာတော့ဘယ်လိုစောရလားမသိဘူးလားက
ကဲ CRP အော် CPR ပြောပါအလဲ PK player တွေဖြစ်ပါတယ်လောထောက်စစ်ပန်တို့အစောကြီးရှောကြတယ်ဟလားအဲ့စကြင်မမီတို့ကနားပြီးထင်တယ်နော် Okay ကိုတင်စောတို့ခေါ်ကြည့်လိုက်မယ်ကဲကျန်မြေ20ဒီမှာမမခေကဲမမခေတဲ့ဟဲ့ချုံဟဲ့မမခေချစ်စရာလေးပါလားအိုဘီနာမှာမမဝီနေတော့ best friend လေးချိန်တယ်မမဝီแล้วจะมาဆိုလို့ရှိရင်တကောင်တယောက်ကိုလည်း22ကောင်12ကောင်နဲ့ဒီကိုကေးထားတာမှကြည့်လိုက်နော်kiss တို့ရှိတယ်နော် kiss တယ်နော်မ kiss ဒီတူလေးကိုပြပေးပါ okay ပြပေးမယ်